ဈေးရောင်းပေးစုဆောင်းထားသမျှငွေတွေအားလုံးကိုငလင်ပေးမှလှူဒန်းလိုက်ပြီးဖြစ်တဲ့ဖက်တီမာမြန်မာတနိုင်ငံလုံးနှိပါတီးကြတဲ့အချင်းပေါင်းတဲ့ဖက်တီမာကတော့သူမဈေးရောင်းရသမျှငွေတွေအားလုံးကိုငလင်တန်တဲ့ပြည်သူတွေကိုလှူဒန်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကတော့ဖက်တီမာရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုကြည်ကျူးနေကြတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းဖက်တီမာကမန္တလေးမြို့ဦးပိန်တရားပေါ်ကတာမန်အချင်းပေါင်းဈေးတဲ့ဘဝလေးကနေတနိုင်ငံလုံးသိတဲ့နိုင်ငံကျော်အချင်းပေါင်းတဲ့ဈေးတွေမှာဖြစ်လာပါတယ်။အထူးသဖြင့်တော့ဖက်တီမာရောင်းတဲ့ချင်းချင်းငန်ဆက်တမယာတီတုတ်ကိုရန်ကုန်မန္တလေးနဲ့တနိုင်ငံလုံးကလူတွေကကြိတ်တိုးဝေးပြီးတော့ဝယ်ယူစားတောက်ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေဖက်တီမာကနိုင်ငံကျော်ဈေးတွေမှာဖြစ်နေရပါအခုချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းတနိုင်ငံလုံးအတိုင်းအတာနဲ့ငလင်အန်ရဲ့ကြားရောက်နေတာဖြစ်ပါတယ်။ဒါကြောင့်လေဖက်တီမာကသူမနေထိုင်တဲ့မန္တလေးမြို့မှာလူတွေအတိဒုက္ခရောက်နေကြတာကိုမကြည့်ရတဲ့အတွက်သူမဈေးရောင်းပြီးတော့အနည်းအလားကစုဆောင်းထားတဲ့ငွေ350ကိုပါဝင်လှူဒန်းနေပြီဖြစ်ပါတယ်။အခုဆိုရင်တော့ဖက်တီမာကဆေးရုံတက်နေရတဲ့လူနာတွေကိုပါဝင်လှူဒန်းနေတာပါ။ဒါကြောင့်လည်းပြည်သက်တွေကတော့ဖက်တီမာရဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးတစ်ခုကိုလေးစားနေကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့ဖက်တီမာကစီးပွားရေးပြည်လေနေတဲ့သူမဟုတ်ပါဘူး။ဒါပေမဲ့အခုလိုမျိုးငလင်ဘေးဒဏ်ကြောင့်လူတွေဒုက္ခရောက်နေချိန်မှာသူမရဲ့တန်တစ်တာလေးထဲမှာစုဆောင်းထားတဲ့ငွေတွေကိုသွားရောက်လှူဒန်းဖို့အတွက်ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်ရှင်။